ngay xem mà đâu ngay xem mà nào nó này thì nói với là lượng khán giả mình yêu thích này nó nọ đi kalau tao chỉ sang kalau ra lại bạn cần gì nói nó cho tí bạn ra là chả mong cho thằng câu qua cái chả bạn được qua cái câu cái còn mong cái xong lên người ai trong lời giờ dạ từ cái chân còn toàn blonเลย ပြီးခဲ့တဲ့ပတ်ကားတဲ့နိုင်လို့ရှိရင်အစစ်တက်မှာပေါ့နော်အစစ်မြင့်တဲ့နေရာကိုသူရောက်ပြီးညွန်မှန်းထားတာပေါ့နော်ရှုံးသွားတဲ့အတွက်ကြောင့်မို့သူကတအားစိတ်မကောင်းဖြစ်တာပေါ့နော်အခုဒီအခောက်နိုင်တဲ့အတွက်ကြောင့်မို့အတိုင်းထက်အလုံးပြောရှင်းပါလိမ့်မယ်တဲ့ ဒီတဲ့ဘက်တော့ဘာဖြစ်လို့ဆောင်းရကရှုံးလာကျွန်တော်သိတာက wicket ဝေးချတဲ့နေဆောင်းရခက်ခဲဖြစ်ဘယ်လိုပုံစံမျိုးလေးအလုပ်ဖြစ်သွားလဲဆောင်းရက professional တာပြီးတာတဲ့ fighter တယောက်ကဘာဖြစ်လို့ဝေးချတဲ့နေရာကိုပြန်ထွက်အဲ့လိုမျိုးအလောင်းသားတော့လူတော့တဲမလို့ပတိတလျှောက်ရိုင်းလေလျှောက်ရိုင်းတဲ့ဒီကြာပါတော့မဟုတ်ပါကဲအကောက်မှာပဲ professional ဟမ်ဒီဘယ်မင်းချောသားရလေမင်းချောသားဒီမဟုတ်ပါကဲလျှောက်အရာဟန်တော့ပဲကြာပါတော့တော့လျှောက်ပါတော့ bắt đầu dành là vừa sau một tuần cao chia quần là nó vừa sau thì sau cho thì coi luôn sau coi trong là thì coi sau đâm đàm sau chị rồi tuần sau cái gì tôi thì tôi luôn cần đi dành tao lâu tôi mới club một club tôi tao chơi cùng chịu con trai taoပြီးခဲ့တဲ့အပတ်ကဝိတ်တအားလျှော့လိုက်ရတာပေါ့နော်သူစိတ်ထဲမှာနော်သူစိတ်ထဲမှာစားထားတာများတယ်ဝိတ်ချတဲ့အခါမှာတဲ့ဒီပြီးခဲ့တဲ့အပတ်ကပေါ့နော်သူနိုင်လျှော့နိုင်တယ်ကိုထင်ထားတာပေါ့နော်ဒါပေမဲ့အမှန်တကယ်လဲလျှော့နိုင်ခဲ့ပါတယ်ဒါပေမဲ့ပြိုင်တဲ့အခါကျတော့ပွဲကတအားနီးရောလျှော့ရတဲ့ရက်ကတအားများသွားတာပေါ့နော်အလေးချိန်တအားများတဲ့အတွက်ကြောင့်မို့ပြီးလို့ရှိရင်မပြိုင်ခင်တဲ့ရက်ကအလေးချိန်ချိန်တာပေါ့နော်အလေးချိန်ချိန်တဲ့အခါမှာသူကတအားဝဲလျှော့ရတာများတဲ့အတွက်ကြောင့်မို့အားနေသွားတာပေါ့နော်ပြိုင်တဲ့အချိန်မှာအားနေတဲ့အတွက်ကြောင့်မို့အလေးချိန်ချိန်တဲ့အခါမှာမူးလဲသွားတာအားကြောင့်မို့စိတ်မကောင်းဖြစ်ရတာပေါ့နော်ခေါင်းပေါ့နော်တင်ဘက်ကတင်ဘက်ရှိမှာကိုကမူလဲသွားတယ်အဲ့လိုမူလဲသွားတော့တင်ဘက်ကိုကိုယ့်ရဲ့အားနည်းချက်တစ်ခုထုတ်ပြလိုက်ရတယ်လို့ခံစားပြီးเอามาเลยเขาปูต่อมาตามมันเป็นมินิพรายเขาตีเปลี่ยนตอนชี้ซ้ายมาเนาะมันก็ไปก็อาคงมาได้ดีต่อมายังก็เขาบ้ายังก็เขาบ้าก็แบบตั้งต้นระยะเขาก็นั่งก็บ้าแบบก็ต้นออกมานั่งก็บ้าแต่อากาศได้ก็จบต้องจบลองđâu có ซึ่งมันต้องที่อย่างก่อนเนาะยังได้ให้ชิมก่อนไอ้เรื่องใหญ่ดูมึงเลยจ่าเลยจ่าไอ้เข้าดงกะအမတို့အတန်ကြားတာပေါ့နော်ဘူးလဲသွားတာပေါ့နော်ဒါပေမဲ့မမေးရဲဘူးသူလေမပြိုင်ခင်တော့ကမမေးရဲပဲနဲ့ပြန်ပြီးမှမေးရတာပေါ့နော်အမှန်တကယ်မူးလဲသွားတာနော်တကယ်စိတ်ပေါက်ပြရပါတယ်အဲ့တော့အဲ့ပွဲတော့မှာပေါ့နော်လို့မူလဲသွားတော့ပြိုင်ဘက်ကအဲ့လိုဆောင်းရက်ကမူလဲထားတာမှပြီးလို့မို့မြန်ပြိုင်ဘက်ကတအားတိုက်စစ်ဖွင့်ပြီးအဲ့ပွဲတော့မှာထိုးသွားတယ်လို့ခံစားမိတယ်ကျွန်တော်တော့အဲ့လိုမြန်လို့အဲ့လိုခံစားမိတာဆောင်းရက်နေเอามาได้กับมือหรือตอนนี้กับมือหรือตรงต่างๆได้ก็ได้คันเซ็ตเซ็ตทางคันเซ็ตเซ็ตดีเราไปตอนจริงเราไปตายเลยเราไปเราไปตอนมาเซ็ตดีเองตอนอยากเล่นของเราก่อนเนาะปักมือปักกับมือตอนที่ใส่สำหรับตอนที่ใส่มันก็คำนามเราtay mà nó sao rồi chào phát cho con điện chào hư là tôi chào tôi con có chỉ chào thì con tôi sẽ có vài ba bên điပြောတဲ့ဟာကသူတအားမူးလဲတော့တယ်ပြီးလို့ရှိရင်မူးပြီးတော့တိတ်ခုခံဟိုတယ်ကိုပြန်သွားတာပေါ့နော်ဘာမှလည်းလောက်ကန်ပြမရှိဘူးနားတယ်ဆေးထိုးတယ်အားသွင်းတယ်ပြီးမှလာပြန်ရတာပေါ့နော်ဒီရဲ့အခက်ခဲအဲ့လိုမျိုးဖြစ်ရတာပေါ့နော်အဲ့တော့အဲ့ပွဲတော့ကျွန်တော်တို့ထင်တာပေါ့နော်အဲ့ပွဲတော့ဆွန်ရရန်ကြီးမရှုံးပေါ့နော်အကျိတ်နေနဲ့ပဲရှုံးရတယ်ကျွန်တော်တို့ထင်တာကဆွန်ရမကြည့်ဝဲဖြစ်ရင်အဲ့ဒီ fighter နဲ့ပဲမကြည့်ဝဲဖြစ်ရမယ်လို့ကျွန်တော်တို့ကထင်ထားခဲ့တာအဲ့ fighter နဲ့ဘာဖြစ်လို့မကြည့်ဝဲမဖြစ်ဖြစ်နဲ့
ခုပတ်ဝေးချင်တဲ့ပြန်ပြီးမထူနိုင်ထားတဲ့ဖိုက်တာကိုဘာလို့ပြန်ပြီး ဖာ ဝေး ပြီး ချ ချစ်ဖာပြီးချစ် မကြေပွဲကဟတော့မဒီကိုပရိုဂျက်လောက်ပါလားကိုပရိုဂျက်ကလောကခွင့်တဲ့ကလေးရလာနေတဲ့ဒီကိုပရိုဂျက်ကပဲမေတ္တာဘယ်လာကဘယ်လိုလဲစကားပြရနော် คุณพลน้อย คุณน้อยคุณพลน้อยคุณพลน้อยก็ถูกต้องไปกะเล่นปลายกับคุณพลน้อยไปเนี่ยဒီကလင်းပရိုင်ကပဲစင်မဝင်းနာရာမှုခေါ်တာ มีนั่นนี่ กำลี จับ စင်မဝင်းတော့ကလင်းပေါ့နော်စင်ဒီကဲခောက်ကကွန်ပိုနိုင်းတွေကသူမချိတ်ဘူးစင်မဝင်းကသူ့ကိုပြန်ပြီးစိတ်ခေါ်တဲ့အတွက်ကြောင့်မို့ဒီပွဲကိုပြန်ရှင်းပြချင်တာပါ အခုစမဝန်နဲ့ပထမပွဲတော့130ကိုဒီပွဲကျ130ခွန်ဝင်းနေရောတော့နော် စင်မဝင်းက ရှိပထမသူနဲ့ပထမတစ်ပွဲတွေ့တော့130ကိုထိုးတယ်ဒီအခုဒီညထိုးတော့130ခွန် บ้า နည်းနည်းရောဘာဖြစ်လို့ဘလို့ဘာဖြစ်လို့ရော ได้นี่นะ เยอะอย่าง အ นี้ ရာရောအလေးချက်ကိုပြောတာလေခုနက ตอน အော် บัวเจ้าขนมจ่ายในเราจุรัติมงปันเขาเจอประตู อ๋อ บัวอามี อ๋อสอนรักอาดเราอ๋อสุดยอ သူ ด ကပြီးခဲ့တဲ့ခောက်ကသူက160ရှုံးတဲ့ခောက်က160ကသူကအလေးချိန်ချောရတဲ့အတွက်ကြောင့်မို့အခုဒီချိန်က အခုကပြန်တောင်းနေတာပေါ့ အဲ့လိုမျိုးသူ့ဘက်ကတောင်းလိုက်တာပေါ့ อ๋อ နော် အဲ့တော့ဒီကွာမှာပေါ့နော်ဒီကွန်းနာမှာပေါ့နော်ဒီတက်တွေအများကြီးအားပေးကြတယ်ဆောင်းရက်ကလည်းဒီတက်တွေနဲ့အမှန်ကအောင်ဝဲခံပါတော့ဝဲပြီးဘာဖြစ်လို့အဲ့လိုပေါ့ပေါ့ပြီးအောင်ဝဲခံတခါမှဆောင်းရက်စီအဲ့လိုအောင်ဝဲခံ อืม အလောနောက်ကဒီလာဘယ်ကိုပတ်လာတဲ့ဒီချောင်းတော့ဆန္ဒကမွတ်တော့အဲ့ဘာအလောနောက်မွတ် มาเริ่ม အော်မောကြောက်ပါနော်မဟုတ်တော့တင်ဆိုင်ပါတော့မောကြောက်ပါ มันทำได้ เอ้ยเลย ဒီကောင်ကလန်ကတော့လေပုံပိုးကလာတော့ကြာတော့ပုံတော့မှာနာ มาจับเยอะ ဟုတ်တာ แล้วก็แรงแบบมาเลย ပြီးတဲ့အခါကသူရှုံးတာခုနမတို့ပြောတဲ့ပြတဲ့အတိုင်းပဲပြီးတဲ့အခါကသူရှုံးထားတဲ့အတွက်ကြောင့်မို့ဒီပွဲကနိုင်တဲ့အတွက်ကြောင့်မို့အတိုင်းထက်လွန်ပြောရှင်တယ်အတိုင်းထက်လွန်လဲသူအောင်ပွဲခံတဲ့အောင်ပွဲယူတာပေါ့နော်သူကိုသူပုံရပါတော့တော့ကဲကွန်ကြလိုက်တာတော့ပေါ့နော်ကို เอ้ยบ่ตามไว้บ่เลย ပြောရှင်မိပါတယ်တဲ့ ကျေး โอเคကျေးဇူးတင်ပါတယ်တန်ကူ มาขึ้น တန်ကူဒါတတိဟမ်ကပါမယ်ကျေးဇူးတင်ပါတယ် ที่สู้จะเตมาเนี่ย ကျေးဇူးတင်ပါတယ် ที่สู้จะ